ကဲဒီနေ့ဒီချင်းဆက်သွားမှာကစာလန်ကိုမှာ Honda Plus plus ကို plus လို့ဖတ်ပါတယ်ပေါ့နော်100အထက်နံပါတ်တွေကိုဆက်ပြီးတော့သွားမှာဖြစ်တယ်ကြတော့ကြည့်ရအောင်ဘယ်လိုခေါ်လဲဆိုလို့ရှိရင်100ဆိုလို့ရှိရင် I Honda တစ်ကို I လို့ခေါ်တယ်ပေါ့နော်တီးပြီးသားဆိုတော့နောက်မှာဒါပေမဲ့ S လေးမှာတော့မပါတော့ဘူးပေါ့နော် I Honda စပိုင်း Honda ဒရိုင်း Honda vier honderd, 500, 600 မပြောင်းလဲဘူးပေါ့နော်6ပဲ 700, 800, 900 1000ကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်တစ်ကို I လို့ခေါ်ပြီးတော့နောက်က1000ဆိုတဲ့ကဏ္ဍကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်1000လို့ခေါ်တယ်ညတော့ I1000 I1000ဆိုလို့ရှိရင်1000ပေါ့နော်2000 3000 4000 5000နောက်တစ်ခုအဲ့ဒီကနေမှဆက်ပြီးတော့9000ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကြာရင်ခု10ရာ1000ဆိုလို့ရှိရင်ဒီလိုမျိုး10ကနေဖြတ်ပြီးတော့ခေါ်တယ်6000ခု10ရာ1000သိန်းဆိုလို့ရှိရင်ဒီလိုမျိုးသုံးလုံးဖြတ်တယ်ပေါ့နော်ဂျာမန်မှာအဲ့တော့ဒီမှာသုံးလုံးဖြတ်လိုက်တော့ကြတော့ဒီမှာဒါဆိုလို့ရှိရင်100မလား100နောက်ကဟာကို1000လို့ခေါ်တယ်ရှေ့ကဟာကို100လို့ခေါ်တယ်ကြတော့ဟို I 100,000လို့ဖြစ်သွားတယ်ပေါ့နော်ရှေ့ရဟာကို100က I 100နောက်က3လုံးက1000 I 100,000နောက်တစ်ခုဒါဆိုလို့ရှိရင် I နဲ့ million လို့ဖတ်တယ် I နဲ့ million TRU ဆိုတော့1000 SAND cent thousand ဟာက I နဲ့ million ကျတော့ဒါလေးကိုကဏ္ဍလေးဆက်ပြီးတော့ကြည့်မယ်ဒါဆိုလို့ရှိရင်ဘယ်လိုခေါ်လဲ260ခွန်ကျတော့200ကနေပြီးတော့စပြီးတော့ဖတ်မယ်ပေါ့နော်200ဆိုတော့ကျတော့စပိုင်း100200စပိုင်း100ပြီးရင်60ခွန်ကအရင်တိုင်းပဲခွန်ကနေစဖတ်မယ်67 နောက်တစ်ခု300 45 နောက်တစ်ခု700 89 နောက်တစ်ခု900 99အဲ့လိုလေးဖတ်မယ်ပေါ့နော်ဒါကရာကဏန်းအဲ့ဒါပြီးရင်ထောင်ကဏန်းဘယ်လိုဖတ်မလဲဆိုလို့ရှိရင် I1000 စိန်လို့ဖတ်မယ်ဒါလေးကို I1000 1000ဆိုတော့ I1000 နောက်က30ဆိုတော့စိတ် I1000 စိတ်ဒါကြတော့ I1000 elf ဒါကြတော့ I1000နောက်က12ကို zwölf ဒါကကြတော့ I1560ရလားဆက်သွားကြည့်မယ်နော်ဒါဆိုလို့ရှိရင်ဘယ်လိုဖတ်မလဲဆိုလို့ရှိရင်ဒါက1980 1980ယူရိုဖြစ်ခြင်းဖြစ်မယ်ပေါ့နော်လိုမျိုးစကားတွေပြောမယ်ဆိုလို့ရှိရင်เนาะ I1000ဒီမှာထည့်လိုက်တဲ့ I1000နောက်ကဒီ900ကိုပြန်ဖတ်မယ်980 1000 600နောက်ကပြန်ဖတ်မယ်600ပြီးလို့ရှိရင်ကြာရင်930နောက်တစ်ခု 1000ဒီမှာဖြတ်လိုက်မယ်ပြီးလို့ရှိရင်999ဆိုတော့500 900စဖတ်လိုက်တယ်ပြီးလို့ရှိရင်69ကိုဖတ်မယ်990 1590နောက်တစ်ခုဒါဆိုလို့ရှိရင်1245 1000ကိုစဖတ်မယ် 1000 200ကိုဖတ်မယ်200နောက်တစ်ခု45 45ဒါကတော့ထောင်ကနန်းလေးတွေကိုဖတ်တဲ့နည်းလေးတွေဖြစ်ပါတယ်ကဲအခုဆက်သွားမှာကကြတော့ Yaras Salan လို့ခေါ်ရဲပေါ့နော်နှစ်တွေကိုဘယ်လိုခေါ်မလဲနှစ်တွေကိုခေါ်တာကစောကတင်ငယ်တဲ့ခဏန်းတွေကိုခေါ်တာနဲ့မတူဘူးပေါ့နော်ဘယ်လိုမျိုးမတူတာလဲဆိုလို့ရှိရင်ကြည့်ကြမယ်ဒီ1100ကနေစပြီးတော့1999အထိနှစ်တွေကိုဆိုလို့ရှိရင်
Honda နဲ့ပဲဖတ်ရမယ်အဲ့ဒီနောက်ပိုင်း1999နောက်ပိုင်းဆို2000အထက်ကိုတော့1000နဲ့ဖတ်လို့ရတယ်ပေါ့နော်ကဏ္ဍတွေမှာဆိုလို့ရှိရင်တချို့တော့ဖတ်တာကဒါဆိုလို့ရှိရင် 1000ဆိုပြီးတော့ဖြတ်ပြီးတော့ဖတ်လိုက်တယ်ပေါ့နော်1000 900 35 ဒါကကဏ္ဍတွေဖတ်နေဒါပေမဲ့ဒီရရဲဆိုတဲ့နှစ်တွေကိုဖတ်တဲ့အခါမှာတော့အဲ့လိုဖတ်လို့မရပါဘူးဒီဘက်ကနေပြီးတော့နှစ်ဖြတ်ဖြတ်လိုက်မယ် 900 လို့ဖတ်ပါမယ်900ဒီမှာတစ်ဖြတ်ဖြတ်မယ်900 နောက်တစ်ခု 800 350လို့ဖတ်ပါတယ်ရလားဒါက1100ကနေ1999အထိနှစ်တွေကိုဖတ်တဲ့နည်းက Honda နဲ့ဖြတ်ပြီးတော့ဖတ်ရမယ်။ရာဂဏန်းဒီဖြတ်မယ်ပေါ့နော်။ရာဂဏန်းကဒီမှာဖြတ်တယ်ဆိုတော့900 530နောက်တစ်ခုရာဂဏန်းနဲ့ဖြတ်မယ်800 350 2000အထက်ကိုတော့ထောင်ကနန်းနဲ့ပဲဖတ်ပါတယ်2000 ဒီမှာ2000အရင်တိုင်းပဲ24အဲ့တိုင်းပဲဖတ်ပါတယ်2000အထက်ကတော့2420နောက်ထပ်နှစ်လေးတွေကိုဆက်ပြီးတော့ကြည့်မယ်1996ဆိုလို့ရှိရင်900ဖြတ်လိုက်မယ်နှစ်ခု900 690နောက်တစ်ခု900 890 900 490 900 990ကိုကဘယ်နေ့မှာဘယ်နှစ်မှာမွေးခဲ့တာလဲလို့ကိုမေးလို့ရှိရင်ဒီလိုမျိုးနှစ်လေးတွေနဲ့ဖြေပဲဆိုလို့ရှိရင်ခေါ်တဲ့ခေါ်ဝေါ်လေးတွေကဒီလိုမျိုးလေးပဲဖြေရပါမယ်ကနန်းခေါ်ဝေါ်တွေနဲ့ပြောလို့မရပါဘူးဒါကိုမွေးတဲ့နှစ်တွေကိုမေးလို့ရှိရင်ဒီလိုမျိုးလေးပြောရပါမယ်ပေါ့နော်900 990သို့မဟုတ်900 690ဒီလိုမျိုးကဏ္ဍလေးတွေပြောရမယ်ပေါ့နော် Honda ဆိုတဲ့ယာကဏ္ဍနဲ့ဖြတ်ပြီးတော့ပြောမယ်2015မှာကိုကမွေးလို့ရှိရင်2000နဲ့အထက်ကိုဆိုလို့ရှိရင်တော့1000နဲ့ပြောရတယ်ပေါ့နော်2000 phone sake 2000တစ်ခုလုံးဖတ်လိုက်တယ်2320 2000 2020ကိုမွေးတဲ့နှစ်တွေပေါ့နော်1000နဲ့ဖတ်တယ်2000အထက်ကိုကြတော့2000အောက်ကိုကြတော့ရာကဏန်းနဲ့ဖြတ်ပြီးတော့ဖတ်တယ်ဒါကကြတော့ကိုယ့်ရဲ့ floor ပေါ့နော်ဒီဂျာမန်ရဲ့တိုက်ခန်းတွေကိုခေါ်တဲ့အခေါ်အဝေါ်ပေါ့နော်တိုက်ခန်းတွေခေါ်တဲ့ခေါ်အဝေါ်မှာသူကပထမဆုံးအထက်မြန်မာနိုင်ငံမှာပထမထက်လို့ခေါ်တယ်ပထမဆုံးအထက်ကိုသူတို့ကညီဓာတ်လို့ခေါ်တယ်မြန်မာနိုင်ငံမှာဒုတိယထက်လို့ခေါ်တာအောင်သူတို့ကပထမအထက်လို့ခေါ်တယ်ပေါ့နော်ကျတော့ညီဓာတ်ကိုသူတို့ကဘယ်လိုခေါ်လဲဆိုလို့ရှိရင်ဒီမှာဖြတ်လိုက်မယ် Erdgeschoss Erdgeschoss လို့ခေါ်ရဲပေါ့နော် Erdgeschoss ဆိုတာကမြေညီထက်ပထမထက်ကိုတော့ဒီလိုမျိုးအဆက်ကလေးနဲ့ရေးပါတယ် stock ကိုရေးလို့ရှိရင်เนาะဒီမှာဆိုလို့ရှိရင်တစ်ကိုရေးပဲပြီးအဆက်ကလေးချမယ်ပြီးရင် stock ဆိုတာကအထက်လို့အဓိပ္ပာယ်ရပါတယ်အဲ့တော့ပထမကိုဘယ်လိုမျိုးပေါင်းမလဲဆိုလို့ရှိရင် erster stock zweiter stock dritter stock vierter stock fünfter stock 6ထက်က sechster stock 9ထက်က siebter stock နောက်တစ်ခု10ထက်ကဆိုလို့ရှိရင် achter stock 9ထက် neunter stock အဲ့လိုလေးတွေစလုံးပေါင်းရပါတယ်